တောင်းငှက်တွေဟာမပြန်နိုင်တဲ့ငှက်မျိုးစားတွေဖြစ်သလိုလှပတဲ့တုံဝင်ဆန်တဲ့အထိမ့်မှန်တွေနဲ့အသုံးပြုမှတ်ယူခြင်းခံရတဲ့ငှက်တွေလည်းဖြစ်သလိုသူတို့ကိုမွေးမြူရတဲ့လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းစိတ်ဝင်စားဖွယ်လေ့လာတွေ့ရှိရပါတယ်။တောင်းတွေကိုဘာအကျိုးကျေးဇူးတွေရှိတာကြောင့်မွေးမြူရေးစနစ်တကျလုပ်နေရတယ်လဲဆိုတဲ့အကြောင်းကိုလည်းတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဥတောင်းတွေဟာအမီးလက်လာလေးတွေကြောင့်လူသိများတဲ့အာရှမျိုးရင်းငှက်မျိုးနွယ်အုပ်စုဝင်တွေဖြစ်ပါတယ်။ကွန်ဂိုနိုင်ငံဘက်မှာလည်းတချို့တလေတွေ့ရတတ်ပါတယ်။တောင်းတွေဟာလှပတဲ့တောင်းမီတွေကိုမွေးကလေးကရလာကြတာမဟုတ်ပါဘူး။သူတို့ရွယ်ရောက်ပြီး3နှစ်လောက်ကြာလာမှပဲပြည်စုံလှပတဲ့ပုံစံကျတဲ့အမီးတောင်တွေကိုရရှိပါတယ်။တောင်းတွေထဲမှာအရှားဆုံးကတော့အဖြူရောင်တောင်းတွေပါ။သူတို့က albino ဖြစ်နေတာမဟုတ်ဘဲနဲ့ပုံမှန်တောင်းပြမျိုးစိတ်တွေရဲ့မျိုးကွဲတွေဖြစ်ကြပါတယ်။အိန္ဒိယနိုင်ငံထဲမှာလည်းတောင်းပြူတွေကိုတွေ့ရပါတယ်။တခြားမွေးမြူရေးတွေလိုမျိုးအသားနဲ့ဥတွေအတွက်တောင်းတွေကိုမွေးတာမဟုတ်ပါဘူး။သူတို့ရဲ့အမီးတွေကအလှဆင်တဲ့နေရာမှာလူတွေမျက်စိကျတာကိုခံရတဲ့အတွက်အမီးတွေရဖို့အတွက်မွေးထားကြတာဖြစ်ပါတယ်။တောင်းတွေကိုမွေးထားတဲ့ခြံတွေဟာနိုင်ငံသားတွေရဲ့စိတ်ဝင်စားမှုကိုလည်းခံရပြီးလာရောက်ကြည့်ရှုကြသူတွေများပါတယ်။တောင်းတွေကိုမွေးဖို့အတွက်ခြံကတော်တော်ကျယ်ဖို့လိုအပ်ပါတယ်။တောင်းတစ်ကောင်ဟာမီတာ100လောက်ရှိတဲ့ခြံကျယ်မှာပတ်သွားနေကိုလိုအပ်ပါတယ်။သူတို့ရဲ့အမီးတွေကိုဖြန့်လိုက်တဲ့အခါမှာလည်း6ပေ9ပေလောက်ထိမြင့်အောင်ဖြန့်နိုင်ပါတယ်။ဒါအပြင်တောင်းတွေဟာရာသီဥတုတန်ကိုခံနိုင်ပြီးနားနေဖို့အတွက်အခန်းတွေလည်းဖွဲ့ထားပြီးတဲ့တူကျိုးတွေတန်းတွေနဲ့ညဘက်အိတ်တန်းတက်နိုင်ဖို့လည်းလုပ်ပေးထားပါသေးတယ်။သူတို့ရဲ့ခြေထောက်တွေနှွေးအောင်နဲ့